ကိုယ့်ရဲ့အားနည်းချက်တွေအားသာချက်တွေအကုန်သိရတယ် တော်လေးကိုဘဟုတုတတွေရပါတယ် တက်တာလည်းအရင်ပြုတ်ဖို့ကောင်းပါတယ်လို့ အတွေးခေါ်ပိုင်းဒီမှာလဲတိုးတက်လာရင် တိုးတက်လာမှုတွေ့ရတဲ့အတွက်တကယ်လည်းပျော်ပါတယ် ဒီသားတွေကလည်းပို့ပြီးတော့စီမီချုံးမွေလာတယ် အတန်းတက်ရတော့ပြောဖို့ကောင်းခဲ့ပါတယ်ကိုယ့်ရဲ့အားနည်းချက်တွေအားသာချက်တွေအကုန်သိရတယ်ရင်တော့အခုမသိခဲ့တဲ့ဟာတွေပို့ပြီးသိလာအထူးသဖြင့်အဲ့အရေးသားနဲ့ပတ်သက်ရင်တော့အရေးသားကအဆင်ပြေတယ်ဆိုပေမဲ့အခုကြလည်းပို့ပြီး upgrade ဖြစ် တင်လာတဲ့တော့အတွေးခေါ်ပိုင်းဆိုင်ရာတွေလည်းတိုးတက်လာတယ်ရေးပုံရေးနည်းတွေလည်းပို့ပြီးတော့အဆင်ပြေလာတာပေါ့နော်တော်လေးကိုဘဟုတုတတွေရပါတယ်လို့ဒီ channel တင်ရတာလည်းအရင်ပျော်ဖို့ကောင်းပါတယ်ရှင် တက်တာလည်းအရင်ပြုတ်ဖို့ကောင်းပါတယ်လို့အတမ်းတက်ခင်တော့စလုံးပေါင်းလေးတွေမှားတာတော့အတွေ့အခေါ်ပိုင်းဆိုင်ရာတွေတင်ပြီးကြရဘူးပေါ့နော်အတမ်းတက်ပြီးတော့လည်းခေါင်းစဉ်ကိုကြည့်ပြီးတွေးတက်လာတယ်ပြီးတော့သိရှိရှိနဲ့ပြန်ပြီးတော့ပြပြပဲချဲဦးလေကျေးဇူးတင်ပါတယ်လို့ တန်းတက်တော့အရင်ပြောရပေါ့နော်အကြီးကဒီချက်ကစာကြည့်စာကုန်းတွေပါစာအကြောင်းအပြင်တခြားအဲ့ဒီဘုံတူတာတွေကိုလည်းပြောပြရတဲ့အတွက်အတွေးခေါ်ပိုင်းဒီမှာလည်းတိုးတက်လာရင်ဒီချက်စိတ်လည်းအရင်ရှိရင် ဒီတင်တဲ့တကယ်ပျော်ပါတယ်အရင်တော့ဆိုရင်တမီးကတောင်းပါဆိုလို့ရှိရင်ကစာသိမ့်မဖတ်တဲ့သူဆိုတော့ဘဟုတုတနဲ့ဆိုင်ရဲ့စာရေးစာလုံးခေါင်းစဉ်တွေလာလို့ရှိရင်လုံးဝမရေးတတ်တာဒီတင်တဲ့တက်တဲ့အချိန်မှာအခြေခံခေါင်းစဉ်တွေကနေစတင်တာပြန်မ outline တစ်ခုချင်းစီကိုဘဟုတုတရနဲ့ထည့်ပြီးတော့ရှင်းပြပေးရဆိုတဖြည်းဖြည်းရေးတက်လာတယ်ဒီအခုရေးရဲ့စာရေးစာကုန်းတွေနဲ့အရင်ကရေးခဲ့တဲ့စာရေးစာကုန်းတွေကိုပြန်ရှင်းကြည့်တဲ့အခါမှာတိုးတက်လာမှုတွေ့ရတဲ့အတွက်တကယ်လည်းပျော်ပါတယ်ပြန်မရဲ့စိတ်ရှည်ရှည်နဲ့သင်ကြားမှုနဲ့ဘဟုတုတရမျှဝေပေးတဲ့အတွက်လည်းဒီ share ကိုတကယ်ကျေးဇူးတင်ပါတယ် ဒီလေးမှာဆိုင်ဆောင်တင်တာကိုတက်ရတာတကယ်ကိုပြောဖို့ကောင်းပါတယ်စိတ်ရှိလက်ရှိနဲ့အကုန်လုံးရှင်းပြပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဆိုင်ဆောင်နဲ့ပတ်သက်တဲ့အတွေးခေါ်တွေကလည်းအများတက်ပို့ပြီးတော့တိုးတက်လာတယ်ပေါ့ရေးသားတွေကလည်းပို့ပြီးတော့စီမီချုံးမွေလာတယ်အဲ့ဒီပြင်စလုံးပေါင်းတပ်ပုံကြီးလည်းတိတ်မမားတော့ဒီဆိုင်ဆောင်တွေမကပဲနဲ့တခြားကွက်လက်ဖြည့်တို့ဘာတို့ကပို့ပြီးတိုးတက်လာပါတယ်